ကိုတိုင်းဒေသကြီးအတွင်းမှာပါဝင်တဲ့ပြည်မြို့ဟာပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ရဲ့အရေးပါတဲ့မြို့တွေထဲမှာတစ်ခုအပါအဝင်ဖြစ်ပါတယ်။ပြည်မြို့ဟာဆိုရင် AR မြကမ်းဘေးမှာတည်ရှိပြီးမြို့ပတ်ဝန်းကျင်မှာလည်းစိမ့်လန်းဆိုပြတဲ့လေယာဉ်မြေစိုက်ခင်းတွေတောင်တန်းအလှတွေနဲ့မြေကမ်းအလှတွေကိုလည်းပိုင်ဆိုင်ထားရှိတဲ့မြို့တစ်မြို့ဖြစ်ပါတယ်။ To wake up it down, couldn't say go my can't want the chin in it. Don't read no say. Do la moon shade to my penasi. Say good it, mam your tea. Nin we on side my G. Alone young at the song like a bee. Time away, go down so yeah. Sun told me a piazzi. Way to me, boy, I can't win. Muley, day out there to put by it. Napian baby. Sado shin we boy, I know Pina Lily Yada. You loan a muro. Eari yezi kita da mikame mata tiriketia ဒါအပြင် AD 900စုနဲ့900စုနဲ့အတွင်းမှာဖွံ့ဖြိုးတိုးတက်ခဲ့တဲ့အပြင်2014ခုနှစ်မှာ UNESCO အသိအမှတ်ပြုကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်အဖြစ်သတ်မှတ်ခံထားခဲ့ရတဲ့မြန်မာနိုင်ငံရဲ့အစောဆုံးမြို့ပြယဉ်ကျေးမှုတစ်ခုဖြစ်တဲ့တရီခေတ္တရာပြည်မြို့ဟောင်းလည်းပြည်မြို့အနီးမှာတည်ရှိပါတယ်။အဆိုပါပြည်မြို့ဟောင်းမှာဆိုရင်ရှေးမြန်မာပြည်လူမျိုးတွေရဲ့အံ့ဩဖွယ်ရာအနုတုခုမှလက်ရမောင်ယဉ်ကျေးမှုအမွေအနှစ်များစွာနဲ့ဒုရဲကြီးမားခမ်းနားထေဝါလှတဲ့ဖျားစီတီပထိုးများကိုလည်းထူးခြားဂုဏ်ယူပေါ်ရာတွေ့မြင်လေ့လာနိုင်မှာဖြစ်ပါတယ်။ပြည်မြို့မှာလူသိများပြီးခီးသွွားများလာရောက်လက်ပတ်ကြတဲ့ပြည်မြို့ရဲ့အထင်ကြီးနေရာတွေကတော့ပြည်ရွှေစံတော်ဘုရားဆယ်ရက်ကြီးဘုရားတရီခေတ္တရာမြို့ဟောင်းနဝရီတရာခေတ္တရာညာစေတန်းနဲ့ကန္နာလိုင်း River View Point တို့ပဲဖြစ်ပါတယ်ခေတ္တရာညာစေတန်းမှာဆိုရင်လည်းလူသိများတဲ့ပြည်တမင်းသုံးတဲ့ပြည်ပလာတာအပါအဝင်အရသာကောင်းမွန်တဲ့ပြည်ဒေသထွက်အစားအစာမျိုးစုံတို့ကိုလည်းဈေးနှုန်းချိုသားစွာဝယ်ယူစားတောက်နိုင်သလိုမြေကန္နာတစ်လျှောက်လင်းချင်းကန်အပန်းဖြေအနားယူရင်ပြည်မြို့ကန္နာလိုင်းရဲ့ညာချမ်းအလှတွေကိုလည်းခန်းစားရရှိနိုင်မှာဖြစ်ပါတယ်ပြည်မြို့ကိုရောက်ရှိလာကြတဲ့ခီးသွွားဧည့်သည်တွေမဖြစ်မနေတွားရောက်လေ့လာတဲ့နေရာကတော့ပြည်မြို့ရဲ့ကျက်သိဆောင်လေးစုတက်ပြော်ရွှေစံတော်စေတီတော်မြတ်ကြီးပဲဖြစ်ပါတယ်။လေးစုတက်ပြော်ရွှေစံတော်စေတီတော်မြတ်ကြီးဟာမြတ်စွာဘုရားရှင်တက်တော်ထင်ရှားရှိစဉ်ကပင်တည်ထားကိုးကွယ်ခဲ့တဲ့စေတီတော်မြတ်ကြီးဖြစ်တယ်လို့သမိုင်းမှတ်တမ်းများအရသိရှိရပါတယ်။ရွှေစံတော်စေတီတော်မြတ်ကြီးဟာပြည်မြို့စင်သူရမြောက်ဘက်ရှိတုတ်တတနာကုန်းတော်ပေါ်တွင်တည်ရှိပြီးအဆိုပါနေရာတွင်သုဝဏ္ဏဘုံမိအရမှာကုန်းတော်ရေးပြန်လာသောဧဇိကနဲ့ပလိကညီနောင်တို့ကဂေါရမမြတ်စွာဘုရားရှင်၏စံတော်မြတ်လေးစုအားရေနာမြေကျုပ်နှင့်ရွှေအုပ်ခုနှစ်ချက်ထားပနာ၍ဇေဒီတီထားခဲ့ကြောင်းနှင့်ဒါအပြင်ကကုတ္တမြတ်စွာဘုရား၏ဒုက္ခသင်္ကန်းတော်ကောနာကုံမြတ်စွာဘုရား၏အန္တကိုက်တော်ကတ္တပမြတ်စွာဘုရားရှင်ကပန်းတော်နှင့်ဂေါရမမြတ်စွာဘုရားရှင်၏စံတော်မြတ်လေးစုမွေရှင်တော်မြတ်ရှစ်စုနှင့်နိတိတိုင်တော်တို့ကိုထားပနာ၍တည်ထားခဲ့တာကြောင့်လေးစုတက်ပြော်ဟုခေါ်ဆိုရခြင်းဖြစ်တယ်လို့သမိုင်းမှတ်တမ်းများအရသိရှိရပါတယ်လေးစုတက်ပြော်ရွှေစံတော်စေတီတော်မြတ်ကြီး၏ဗုဒ္ဓပူဇနီယပွဲတော်ကိုနေ့စဉ်တစောင်းမုံလာဆန်း8ရက်မှ15ရက်နေ့အထိစင်ဆက်မပြတ်စီကားတိုက်မြတ်စွာကျင်းပလျက်ရှိပြီးပွဲတော်နှင့်အတူစေတီတော်ရင်ပြင်မြတ်စွာတော်တိုက်ကြီးဗုဒ္ဓမြတ်စွာတော်အားဖွင့်လှစ်အပူဇော်ခံပွဲနှင့်ဗုဒ္ဓမြတ်စွာတော်ကို3နှစ်တစ်ကြိမ်မြို့တွင်သို့လက်လက်အပူဇော်ခံပွဲကိုလည်းအစဉ်လာမပြတ်ကျင်းပလျက်ရှိပါတယ်ဒါအပြင်နေ့စဉ်တပိုးရဲလာပြည့်နေနာနဲ့အာယုံတက်ချိန်တွင်လည်းမြန်မာတနိုင်ငံလုံး၌ပြည်မြို့တစ်မြို့တည်းတွင်သာကျင်းပလျက်ရှိတဲ့ဇေဒီတော်မြတ်ကြီးအားမိပူဇော်သည့်ညံရိုးမိပူဇော်ပွဲကိုလည်းထူးထူးခြားခြားစီကားတိုက်မဲ့စွာကျင်းပလျက်ရှိတာမို့ပြည်တွင်းပြည်ပမှခီးသောဧည့်သည်များအနေဖြင့်ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်တွေနဲ့တဘာဝအလှတရားတွေစုပေါင်းထားပြီးရိုးရာယဉ်ကျေးမှုပွဲတော်တွေနဲ့အရသာကောင်းမွန်တဲ့ဒေသထွက်အစားအစာတွေပေါ်ကျော်သွားတဲ့တိတိခေတ္တရာပြည်မြို့စီတို့အပန်းဖြေရင်ဒေသန္တရဘုဒ္ဓတွေလာရောက်လေ့လာနိုင်ပါရန်ပြူငါစွာဖိတ်မှန်တကပြုအပ်ပါတယ်ခင်ဗျာ။